သမီးဖြစ်သူယွန်းဦးတီလွင်မိုးအကြောင်းလွင်မိုးတဲ့ရှင်းပြီးပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့သမီးဖြစ်သူရဲ့လုပ်ရက်ကြောင့်အရှက်ရစရာဖြစ်ရတဲ့အကြောင်းပြောလာတဲ့တရုတ်ဆောင်မင်းသားကြီးလွင်မိုးအကြောင်းပဲဖြစ်ပါတယ်မကြသေးမီကမှခင်ပွန်းဖြစ်သူနဲ့တရားဝင်ကွာရှင်းလိုက်ကြောင်းအသိပေးလာတဲ့တရုတ်ဆောင်ယွန်းဦးတီလွင်မိုးဟာဆိုရင်မြန်မာပြည်မှာ VIP စည်ရင်းဝင်ဖိုးလာပြည့်ခေါ်နေရွှေသွေးအောင်နဲ့စင်ကာပူနိုင်ငံမှာလက်ချင်းချိတ်ပြီးရှောက်လည်နေတယ်လို့စင်ကာပူမှာရှိတဲ့ပရိသတ်အချို့ထံမှသိရပါတယ်။ယွန်းဦးဒီလွင်မိုးဟာခင်ပွန်းဖြစ်သူနဲ့သားလေးရဲ့မျက်နှာကိုမထောက်ပဲအခုလိုလုပ်ရက်ကိုလုပ်တဲ့သူမကိုပရိသတ်တွေကပြင်းပြင်းထန်ထန်ဝေဖန်နေတာလည်းဖြစ်ပါတယ်။9နှစ်လောက်ပေါင်းတင်လာတဲ့ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းတာဟာလည်းအခုလိုလှုပ်ချမင်းလို့ဆိုပြီးမှတ်ချက်ပြုကြပါတယ်။မကြမီဖိုးလာပြေးနဲ့မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းတွေကလည်းလူပြောများနေပါတယ်။အခုလိုလုပ်ရက်တွေလုပ်နေတဲ့သမီးဖြစ်သူနဲ့ပတ်သက်တဲ့သတင်းတွေအကြောင်းနဲ့ပတ်သက်လို့တရုတ်ဆောင်လွင်မိုးကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမငင်းဆိုသလိုဝန်ခံခြင်းလည်းမရှိပဲသမီးဖြစ်သူယွန်းဦးဒီလွင်မိုးရဲ့စိတ်ဆန္ဒဆုံးဖြတ်ချက်သာအရေးကြီးတယ်လို့ဆိုပါတယ်